choose yourself တဲ့ကိုရွေးချယ်လိုက်ပြီဆိုတာနဲ့နေ့ရက်တိုင်းဟာပိုပြီးအတိတ်ပဲရှိလာတာကိုတွေ့ရပါလိမ့်မယ်။တေချာတာတစ်ခုကကိုဘာဖြစ်ချင်ခဲ့လဲဆိုတဲ့အိမ်မက်တွေနဲ့ပတ်သက်ပြီးတော့အကောင့်ထဲတွေဖော်နိုင်ဖို့အတွက်ပိုပြီးတော့တက်ကြွလာပါလိမ့်မယ်။ကိုပျော်ရွှင်မှုတွေကသူတစ်ပါးအပေါ်မူတည်နေတွေစစ်မှန်တဲ့ပျော်ရွှင်ခြင်းဆိုတာဝေးတစ်ထက်ဝေးသွားပါလိမ့်မယ်။ဒါကြောင့်ကိုပူချစ်ပေးပါဘဒုတွေကြောင့်လည်းမကိုယ့်ရဲ့လှပတဲ့တနေ့တာကိုအမောင်တွေမဖုံးလွှမ်းမိပါစေနဲ့။ငါအတွက်ငါရှိတယ်ဆိုတဲ့စာအုပ်ထဲကလို့ပေါ့ကိုအတွက်ကိုရှိနေတဲ့ကိုယ့်ရဲ့ခြေလမ်းတွေမရက်တမ်းတဲ့ကိုဘဝကိုအလှပဆုံးဖန်တီးပုံဖော်ခွင့်ရှိတယ်။ဒါကြောင့်အမျိုးသမီးတွေကိုအေးအနေနဲ့တခုပြောချင်တာကဘယ်တော့မှစိတ်တက်မကြပါနဲ့ဘသူတွေကိုချစ်ချင်းမချစ်ချင်းဆိုတာထက်ကိုချစ်ပြီးတော့ကိုဖြစ်ချင်တဲ့အရာတွေကိုအကောင်းဆုံးလှုပ်ဆောင်သွားပါလို့ဒီနေရာလေးကနေအေးရဲ့အခုနောက်ဆုံးထွက်ရှိမဲ့ကိုရွေးချယ်ခြင်းဆိုတဲ့စာအုပ်ကလေးတွေကအားလုံးကိုမျှဝေပြီးတော့ဖတ်ပြလိုက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်